တိုက်ခန်းသက်သာစီးနဲ့ကွန်ဒိုပိုင်ဆိုင်နိုင်မဲ့ရွေးချယ်မှုကိုတည်ပြီးပြီလားမင်္ဂလာပါရှင်ဒီနေ့ရောစီတီလောက်ကွန်ဒိုအခန်းလေးတွေအမင်းများနေတဲ့လူချင်းမင်းတို့အတွက် KKRIA Estate ကနေအယောင်ခန်းလေးတစ်ခန်းနဲ့မိတ်ဆက်ပေးဖို့ရောက်ရှိလာတာပဲဖြစ်ပါတယ်ရှင် Daydream I fell asleep amid the flowers For a couple of hours On a beautiful day ဒီလိုအေးချမ်းပြီးနေထိုင်လို့ကောင်းတဲ့ကွန်ဒိုမှာ3000ကျော်တဲ့နဲ့ဝယ်ယူပိုင်ဆိုင်နိုင်မဲ့အခန်းလေးကိုသိကျင်နေဆိုရင်တော့အခုပဲအတူတူသွားကြည့်လိုက်ရအောင် Daydream ခိုင်းချင်ကတော့484စကွာစီကျဲဝင်ပြီးတော့အိမ်ကမ်းမှာဆိုရင်လည်းအခုလိုမျိုးဆိုဖာစီ TV စီဖျားစီအဲကွန်ခန်းစီလိုက်ကအပြည့်နဲ့ပြင်ဆင်ထားတာကိုလည်းတွေ့နေရမှာဖြစ်ပါတယ်ရှင် Daydream လို့ open kitchen နဲ့အတူတူ dining space ကျဲဝရအောင်လည်းဖန်တီးပေးထားတာကိုတွေ့မြင်နိုင်ပါပြီဖြစ်ပါတယ်ရှင် Couple of hours Such a beautiful day Daydream I ဒီ fell ခန်းထဲမှာ asleep ဆိုရင် amid တော့ the အခုမျိုး flowers kitchen အဲကိုဒီဘက်မှာဆိုရင်လည်းအခုလိုဝရခန်းစီလိုက်ကလေးကိုထည့်သွင်းပြင်ဆင်ပေးထားပါတယ်ရှင် On a beautiful day ခုလိုမျိုးအသိနေထိုင်နိုင်အောင်တခန်းလုံးကို fully fan နဲ့ပြင်ဆင်ပေးပြီးသားအခန်းလေးကိုပိုင်ဆိုင်နိုင်မဲ့ရောင်စီကတော့3500ပဲဖြစ်ပါတယ်ရှင်အခန်းလေးကိုကိုယ်တိုင်လိုက်ကြည့်ချင်ပြီဆိုရင်တော့ KKRIA Estate ရဲ့ရုပ်ဖုန်းနံပါတ်ဖြစ်တဲ့3995948388တို့ကိုဖုန်းနဲ့ပဲဖြစ်စေ Viber နဲ့ပဲဖြစ်စေဆက်သွယ်မေးမြန်းနိုင်ပါပြီရှင်